我都是我这个瑞个就都。မင်္ဂလာပါဒီခေါက်မှာတော့ကျမ်းမြတောင်းရဲ့ကျွေတဲ့စီရဲ့ official music video ကိုကျွန်တော်တို့ကြည့်ရှုခန်းစားနားထောင်သွားရမှာဖြစ်ပါတယ်တရေကရိုက်နေလို့ပဲနော်ကျွေတဲ့စီရဲ့လောရတဲ့တာဗျာ horror ဇက်ကားကြီးလေအဲ့ဒီဇက်ကားကြီးထဲကလုံးဝရိုက်ကူးတဲ့ပုံစံမျိုးနော်မိုက်တယ်မိုက်တယ်တော့နော်လက်နဲ့လုံးဝ drama နဲ့တီးရတဲ့ပိုင်းလေးမိုက်တယ် intro မှာတကယ်မိုက်နော်ဟုတ်တယ်လောကနော်မိုက်တယ်နော်ချက်မြသားတော့ပါဆိုတော့ကျွန်တော်တို့တဲ့ဖာကလေးဘွားထဲကလောကနာမည်ကြီးနေတဲ့အဆိုတော်ကြီးတွေကွာတဲ့ဖာကာလာမှာဒီလိုမျိုးသူတို့ရဲ့ kick တုံးက style မျိုးကိုဒီမှာပြန်ပြီးတော့ရှာပြတာဆိုတော့တဲ့ဖာခန်းစားချက်ကတော့လောကတဲ့ဖာမတူတဲ့အရင်နဲ့မတူတဲ့ခန်းစားချက်မျိုးတော့လောကရတယ်နော်အဲ့လို vibe မျိုးရတယ်ဒီ intro တွေကတော့များသောအားဖြင့်တဲ့မှာဟိုတချင်းကျန်းစားကြီးတွေမှာကွာတဲ့မှာဒီ raw ပုံစံမျိုးလားဟာလားတို့တချင်းကျန်းစားကြီးတွေမှာသုံးတဲ့ intro ပုံစံမျိုးတာတီးလူလို့ပါတော့အဲ့လိုလုံးတီးတဲ့ပုံစံမျိုးတဲ့မှာ intro ကအဝင်လေးရတယ်အရှိကိုပြန်လာထားကြည့်နောက်ပြန်လဲမင်းညနာချီမွားသေးလို့ခွေမတော်ငယ်ကနာလေးပါမင်းညနာဆုံးစကားပြောနေတယ်လဲတော့တကယ်မိုက်တယ်တော့တဲ့လားဗျာတော့သူ style ကိုထည့်ထားတာကွာတကယ်ကွာဒီလောက်ကောင်းမယ်လို့မထင်ဘူးဝင်းနေကိုကြိုက်တယ်ရနော်ရှေ့ကိုလည်းပြန်နားထောင်ကြည့်လိုက်ကျမကနောက်ပြန်လဲမင်းညနာချီမွားသေးလို့မင်းနာကိုချီမွားသေးလို့လောက style ရသေးတယ်ဗျာတော့ old school style ပဲနော်ပြောပါစို့နော်ဟာလားနော်ဟိုမိုက်တယ်ကနာလေးပါမင်းညနာဆုံးစကားပြောနေတယ်လောကမိုက်တယ်ဆိုရတဲ့ style နော်လောက music တက်ဆက်ထားတဲ့ပုံကလောကမတူးကွာရှေ့တော့ကနော်ဘေးကြီးလောက performance နော်လောက move ဆောက်ရမိုက်နေပါအောင်မင်းချစ်တယ်မင်းပြန်ရင်တော့နေပါဦးနော်အဲ့နာလေးကိုမိုက်တယ်ကွာအဲ့နာလေးဆိုရတာနေပါဦးမင်းချစ်တယ်မင်းပြန်ရင်တော့ငါချစ်ပြန်ထားပြီးမှတော့မင်းချစ်တယ်သစ္စာမရှိဘူးအမြဲတမ်းကုန်ပေါက်ပြေးလွှားနေတယ်ဒီကျေမှုဟိုင်ရှာကွာလောကစာသားရတယ်မြောက်တယ်ကွာနော်တကယ်မိုက်တယ်ကွာဒီရှစ်တကယ်မိုက်တယ်ဒီနောက်ပိုင်းတရှင်းနေဆိုတော့ကွာလို့ဟိုဆက်တရားလဲကောင်းတယ်ကွာလို့ဒီအဓိကတော့လောက NTV တွေမှာတော့များသောအားဖြင့်ဟိုရိုက်ကူးရေးတွေကလောက စစ်တမ်းမိတာကြီးကွာအဲ့တထားစစ်တမ်းမိပါကြီးဆိုလုံးဝတည့်ရမှန်ရိုက်ထားတဲ့ရိုက်ကူးရေးပဲကောင်းမယ်တရှင်းအဲ့လောက်မကောင်းတဲ့တရှင်းရတဲ့လုံးဝ juicy เนาะရိုက်ကူးရတဲ့ပုံစံနဲ့လုံးဝ juicy
တော့ style ပါရှိရတာကွာတဲ့မှာဒီခက်မှာလူငယ်တွေကြိုက်အောင်ဒီကမှာအရင်ကသူ့ပိတ်သက်တွေရှိတယ်သူ့ပိတ်သက်ဆိုအခုဆိုရှိကွာ3 4 40 50 45ဝန်းကျင်အဲဝန်းကျင်နေရှိတယ်နော်အရွယ်နဲ့တော့မလိုက်ဘူးနော်ပြောပါဆိုကျွန်တော်တို့အဖေတွေဦးလေးတွေရွယ်တော့ရောက်နေပြီနော်မတည်ငြိမ်ဘူးမတည်ငြိမ်ဘူးမတည်ငြိမ်ဘူးငိုနေတဲ့မင်းကြောင့်ငါငိုနေတဲ့ငိုနေတဲ့ကျွေးနေတဲ့မင်းကြောင့်ငါကျွေးနေတဲ့တဲ့လုံးဝသူတို့ရဲ့ style သူတို့ရဲ့တိခတ်ပုံသူတို့ရဲ့ performance သူတို့ရဲ့ move တိုင်းကိုပဲသုံးရတာအမှန်တကယ်ဆိုရင်ကျွေနေတဲ့ဆိုရင်ဒါဆိုရင်တချို့တွေဆိုရင်ဘာတွေသုံးမလဲဆိုတော့ harmony တွေသုံးမယ် auto tune တွေရလိမ့်တော့တဲ့နောက်ထပ်အတန်နဲ့ရှင်းသွားမယ်တုံးရှင်းပြီးတော့ဟို harmony ပေါ့ကွာနောက်ကအတန်ထပ်ထည့်မယ်ဒီမှာလုံးဝသူတို့ရဲ့လောကသူကမူရင်းတန်ကိုပဲလောကပြန်ထည့်သွားတာကျွေနေတဲ့ဆိုတာလောကနော်မင်းကမတတ်ဆိုင်တော့မင်းရှင်ရဲ့မဆွေးမြဲချင်နေတော့မင်းကတော့မတက်ဆိုင်တော့ဝင်ပဲเนาะရေထဲမှာဆွဲမြက်ရှိနေတော့ဝဲเนาะရုပ်ကြီးနဲ့မလိုက်နူးလိုက်တဲ့စာသားတွေနော်ကိုတယ်ကွာမင်းကမတက်ဆိုင်တော့မင်းရှင်ရဲ့မဆွေးမြဲချင်နေတော့လောက drum ရှာတဲ့ချက်တွေဒူချမ်းလောကတဲ့အဲ့ဒါလည်း mic တွေကွာနော်လောက arrangement လုပ်ထားပါတော့ music arrangement လည်း mic တွေကွာကြိုက်တယ်အဲ့နာလေးနော်အဲ့နာလေးလည်း mic တွေကြိုက်တယ်မင်းပါတဲ့မှာနမ်းပဲပဲဘူးတော့လဲသတိရတယ်လေဒါမဲပါပေါ်မှာနန်းနေပေးဖို့လဲငါတတိယနေတယ်နှွေးရလောတော့သူမူတိုင်းကိုရအောင်ထည့်တာဆိုတော့အဲ့နာကိုလေရှေ့ပါတဲ့မှာနမ်းပဲပဲဘူးတော့လဲသတိရတယ်လေမင်းနဲ့သူရှောင်းနေတဲ့နေရာလေးတွေရောက်ရလဲလို့နေမယ်ငိုနေတဲ့ချစ်ဟာယောမိုက်တွေတော့အနုတွေရောအရွာတွေရောအစိတ်တွေရောအကွတ်တွေရောအကုန်ပါတယ်နော်လောကတာတရားဘယ်လိုပြောမလဲဒီ intro ပြီးတာနဲ့ chorus တွေရလိမ့်တော့ထည့်သွားတဲ့စကားလုံးတွေကအစားနော်လုံးဝနားရပါနာတော့ဘာပေးချင်တာလဲဘယ်လိုပုံစံမျိုးလဲဟာဘယ်လိုဆိုနေတာလဲဆိုတာသိတယ်မလားဒီတခြင်းတွေကိုနားမထောင်ဘူးတဲ့လူတွေအတွက်ကတော့လုံးဝအဆန်းပြပဲရှင်လာပြန်လက်ပြချိန်ပါပတ်ခွဲခန်းစားမှုများနဲ့ငါအသက်အိမ်မီတွေလုံးကျွမ်းရှင်တဲ့သူပွက်ကိုဝီညတော်ကြိုက်တယ်တော့ကတီးခတ်နေတဲ့လူတွေရဲ့ design တွေအကုန်ကြိုက်တယ်ကွာအကုန်ကြိုက်တယ်နော်အဲ့တော့ဒီတစ်ဝက်ပြင်လာရက်လိုက်မယ်ဘာလို့ဆိုတော့ official music video သူတို့ကိုပိတ်သက်တွေသွားနောက်ထောက်ကြည့်လိုက်ဘယ်လောက်ထိကောင်းလဲဒီမှာဒီကော reaction လုပ်နေတာဟာset down နဲ့ iron ပြတ်တယ်ဆိုရင်တော့တဲ့ official music video သွားနောက်ထောက်လိုက်ဘယ်လောက်ကောင်းလဲဆိုတာခံစားလို့ရတယ်နော် okay ငိုနေတဲ့မင်းကြောင့်ငါငိုနေတဲ့ကျွေးနေတဲ့မင်းကြောင့်ငါကျွေးနေတဲ့ရမလို့တော့အော်ရအဲ့လို
我都是过这个路个就啊 reaction 了ဒီလိုလောကတက်မှာဒီက design တွေကခိုးမှရတယ်နောက်ပိုင်းနော်လောကတော့မိုက်တယ်ရှင်းကြကရူမိုက်တယ်ကွာလောကျွတ်တယ်ဟျောက်ရေးဆရာကြီးနော်လော performance ဘာလုပ်တာရှယ်ကနန်တွက်တာကြီးစိတ်ရတာလော move နော်လောတိထားမလားဦးစောဝင်းထိုးလို့ style မျိုးတွေလောဘယ်ကြီး move ရအမှားနေဘေးဒီမှာဆိုင်ကလိုင်းလို့ဆိုဒီမှာကော်ကလေးတွေဖြစ်နေတိထားမလားဘူရှူဝါတွေဘာလို့မသိတဲ့လားတော်လို့ဖြစ်နေပါကောင်းတယ်ကွာလောကတစ်ရှယ်ရှယ်ပဲဟုတ်ပြီကျွန်တော်ဒီရှင်းလေးကိုဒီလောက်နဲ့ပဲဖြောပြမှုရက်တက်လိုက်ပါမယ်တကယ်လို့ကျွေးတဲ့ရှေ့ရဲ့ music video ပေါ့နော် official music video ကျမ်းမြပေါင်းတစ်ရှင်းကိုကိုရိုင်းတွားရောက်ကြည့်ရှုပြီးတော့အားပေးလို့ရပါတယ်နောက်ပြီးတော့တစ်ခုမှကျွန်တော်ဆုံးလို့ပါဘိုင်